အားလုံးပဲမင်္ဂလာပါရှင် KNK Audiobook Channel ကနေကြိုဆိုလိုက်ပါတယ်ညီမကတော့တင်ဆက်သူအနမ်းပဲဖြစ်ပါတယ်အခုနားဆင်ရမှာကစာရေးဆရာအက္ခစောရေးသားထားတဲ့ဖရက်ပြန်ဥအောင်ရှင်နဲ့လူထူးဆန်းဦးလူနီလေးသားကျောင်းဆောင်မှာကိုရင်တွေကြီး10ပါးလောက်ရှိတယ်ကိုရင်တွေကဖះကျောင်းဆောင်အရှိတ်မှာတန်းစီအိပ်ရတာပေါ့ဗျာကိုရင်ရဲ့ခြေရင်းမှာတော့ဘိုးသူတော်တို့ကျုပ်တို့လိုစာတင်သားကျောင်းသားလေးတွေကအိတ်ကြရတယ်။ကျောင်းသားကလည်း30နီးပါးပါပဲ။ဘိုးသူတော်ကတော့3ယောက်ပဲရှိတယ်။ဘိုးသူတော်ဆိုတာအဖြူရောင်သင်္ကန်းဝတ်ထားကြတယ်။အသက်ကတော့ကျုပ်တို့ထက်ကိုငယ်တယ်။ကျုပ်ဘကြီးပြောတာကတော့ဘိုးသူတော်ကနေနဲနဲကြည့်လိုက်ရင်သင်္ကန်းစီးပေးမှလို့ပြောတယ်ဗျ။ကျောင်းရောက်တော့ကျုပ်တငယ်ချင်းတန်းရတာပဲပြုတ်ဒီကောင်ကဝဝဖြူဖြူနဲ့ဗိုက်ပူပူနန်ကားကဗျသူ့နာမည်ကတော့ကြည်စိုးလို့ခေါ်တယ်ဒါပေမဲ့ကျောင်းသားတွေကတော့သူ့ကိုဗိုက်ပူလို့ပဲခေါ်ကြတယ်ဘုံကြီးကျောင်းရောက်ရင်ငယ်နာမည်ကဘလို့ပဲဖြစ်နေပါစေဘုံကြီးကျောင်းသားတွေအချင်းချင်းနာမည်ပြောင်းနေပေးပြီးတော့ခေါ်ကြတာကထုံးစံပဲဗျမျက်လုံးပြူတဲ့သူကိုမျက်ပြူးခေါ်တယ်ချက်ကဆွနေတဲ့သူကိုချက်စုချက်ဖောင်းမော်ဗျာသွားနိုင်နဲ့ခေါ်နေတဲ့လူကတခေါ်တဲ့အခုလဲကြည်ဗျာကျုပ်ဘေးနားလာထိုင်တဲ့ကျောင်းသားလေးကိုတခြားကျောင်းသားလေးတွေကတခေါ်လို့ခေါ်ကြတယ်ဗျဒါနဲ့တခေါ်နဲ့ဘိုက်ဘူးကကျုပ်နဲ့အရင်ဆုံးခင်တဲ့ကျောင်းသားလေးတွေဖြစ်သွားကြပါရောဗျာဖះရှိခိုးပြီးတာနဲ့ကျောင်းမော်ကိုဦးစင်းတစ်ပါးတက်လာတယ်ဗျလက်ထဲမှာလဲကျိန်လုံးကြီးကိုင်းလို့ပေါ့ဗျာအရက်ပူပူပိန်ပိန်ပပပဲပြုတ်မျက်နှာမှာကြောက်ပေါက်လို့ကြောက်ပေါက်မာတွေကအခွက်အခွက်တွေနဲ့ရှိသေးတယ်ဗျရုပ်ကတိတ်ဆိုးတာပေါ့တခေါ်ကအဲ့ဒီဦးစင်းကိုလက်ညှိုးထိုးပြပြီးအဲ့ဒီဦးစင်းပေါ့တို့လေးသားချောင်းကိုအုပ်ချုပ်တာသူ့နာမည်ကဦးတေစာတဲ့တခေါ်ပြောတော့ဘိုက်ဘူးကလည်းတို့เจ้าမှာတခြားဦးစင်းကိုမကြောက်ရပါနဲ့ဦးတေစာတော့တေအောင်ကြောက်ရတယ်ကွာလက်တန်ကလည်းတိတ်ပြင်းတာကိုဘိုက်ဘူးကမဲ့ရွယ်ပြီးပြောတယ်ဦးသေးစားကကျိန်လုံးကြီးတရွှန်းရွှန်းရမ်းလိုက်တာနဲ့ဘိုးတူတော်တွေနဲ့ကျောင်းသားလေးတွေအကုန်လုံးပြပြတလဲနဲ့တန်းစီပြီးထိုင်ကြတယ်နောက်ပြောင်ဆော့ကစားနေတဲ့ကိုရင်တွေတောင်မှရုပ်တီတီနဲ့အမြန်စုဝေးပြီးထိုင်ကြတယ်ဗျဦးသေးစားကတင်ကန်းတွတ်တိုးဝတ်ထားတယ်ကဲအားလုံးပဲမိခွက်မိရင်ထွန်းစကြက်ကြမယ်ဦးသေးစားပြောလိုက်တာနဲ့ကျောင်းသားလေးတွေကမီးခွက်တွေထွန်းကြတာပဲဗျာစီမီးခွက်တွေထွန်းပြီးတော့စီမီးခွက်တစ်ခွက်ကို4-5ဦးလောက်ခေါင်းညှင်းဆိုင်ပြီးတော့စာဖတ်စာအန်ကြတယ်တချို့ကလည်းပေစာရွက်ကင်ကြက်တယ်တချို့ကလည်းကြောက်တင်မုံထောင်ပြီးတော့အော်နေတာပဲတချို့ကတော့မျက်စိကိုမိတ်လက်အုပ်ကိုချီပြီးတော့ရွတ်နေတာပဲဗျာဒီတော့ဘာမှမရွတ်တဲ့ကျုပ်နာကိုဦးသေးစားကရောက်လာတယ်ဟေးမင်းကဘာမှမရွတ်ပါလားကြောက်ဖြစ်မောမကြည့်ရဲဘူးဗျာဦးသေးစားကသူကင်ထားတဲ့ကျိန်လုံးနဲ့ကျုပ်ခေါင်းကိုခောက်လိုက်ပြီးမင်းကငါမမြင်ဘူးပါလားမောင်ကျောင်းသားမော့စမ်းကြည့်ရအောင်ကျုပ်လည်းကြောက်ကြောက်နဲ့ခေါင်းကိုမောလိုက်တာပေါ့ဗျာဦးသေးစားမျက်နှာရုပ်ဆိုးဆိုးကိုမော့ကြည့်ရတာတကယ်ကိုကြောက်ဖို့ကောင်းတာဗျမင်းကကျောင်းသားတစ်ပဲကဲဒီညတော့ရှိသေးတော့နောက်ညကျစာမကြိုက်ဟော့ဒီမှာကြိမ်တွေ့တယ်မဟုတ်လားတဲ့ပါဗျာကျုပ်လည်းဘုန်းကြီးကျောင်းသားတွေစာကြက်တာကိုကြည့်နေတာပေါ့ဗျာတယောက်တစ်ခွန်းနဲ့အတန်ဆုံးဟစ်ပြီးအော်နေကြလို့လေသာကျောင်းပေါ်မှာဆူညံနေတာပဲဗျာမိုးဦးကြကာလမှာထွက်တဲ့ဟားရင်နဲ့တောင်တူတယ်ဗျာအဲ့ဒီလိုတယောက်တစ်ခွန်းအော်ရင်းနဲ့အုံမောင်းတန်3ချက်ကြားလိုက်တော့ကျောင်းသားတွေစာဆိုနေတာအကုန်ရပ်သွားတယ်ဦးသေးစားကဖះကျောင်းဆောင်ရှိမှထိုင်နေရင်ကဲအားလုံးပဲအိတ်မယ်ကို့အိတ်ရာကိုတေးသေးချာချာပြင်ဆင်ကြကျောင်းသားတွေကခေါင်းအုံနေပြေးယူကြဖျားရီခင်းကြနဲ့ရှုပ်ရှက်ခတ်နေတာပေါ့ဗျာနောက်ဆုံးတော့အားလုံးကို့အိတ်ရာကိုခင်းကြတယ်ပြီးတော့ခြေနှောင်တွေကိုတေးသေးချာချာမြင့်မြင့်ထောင်ပြီးတော့အိတ်ကြတော့တာပေါ့ဗျာကျုပ်လဲအရိုက်ခံရမှာကြောက်တာနဲ့ခြေနှောင်ပြင်းပြီးအိတ်လိုက်တာပေါ့ခြေနှောင်ကြီးတွေကအကြီးကြီးတွေပါခြေနှောင်တစ်လုံးကိုကျောင်းသား4-5ယောက်တော့အသားကလေးအိတ်လို့ရတယ်
ကျုပ်လဲခေါင်းအုံးမှာခေါင်းချလိုက်မှရင်ထဲစုတ်တက်လာတာပဲဗျာဦးသေးစားကချင်းအောင်နေကြားတဲ့ကရှောက်လန်းကလေးမှာဇင်းညံရှောက်နေတယ်ဟဲ့ဟိုချင်းအောင်ကတအီအီနဲ့ဘာဖြစ်နေရလဲကျုပ်ချင်းအောင်ကိုလာကြည့်ရောကျုပ်တို့ချင်းအောင်နဲ့အတူအိတ်တဲ့တခေါကထပြီးတင်းပါအစ်စ်ရောက်လာတဲ့မောင်ကျောင်းသားငိုနေတာပါဖေရဦးသေးစားကချင်းအောင်နဲ့ဝင်လာတယ်ပြီးတော့ကျုပ်ကိုကြည့်ပြီးအေးလေမိဘနဲ့တကားမှမခွဲဘူးဆိုတော့ဝမ်းနဲ့ရှာမှာပေါ့ဒီကကျောင်းသားတွေလည်းအကောင်လုံးဒီလိုပါပဲငိုတာနောက်ရကြတော့ငိုဖို့မေ့နေမယ်ဦးဒေစာကဘာမှတော့မဆုမပြောဘူးဗျကျုပ်လည်းငိုကောင်းနဲ့စက်ငိုရင်းဘေးနာကဘိုက်ဘူးကတော့ဟောက်လို့နေတယ်ဗျာနောက်တော့ကျောင်းဆောင်ကြီးတစ်ခုလုံးလဲဟောက်တန်နေနဲ့စုညံနေတာပဲကျောင်းဆောင်ကပတင်းပေါက်တွေဖွင့်အိတ်တာဆိုတော့ကျောင်းအပြင်ဘက်ကောင်းငင်မှာတာနေတဲ့လာရောင်ကချင်းအောင်ထဲကိုကျလာတာပေါ့ဗျာကျုပ်ဖြစ်လာကိုကြည့်ရင်အိမ်ကိုလွမ်းရသေးတာကျုံနာတယ်အုံမောင်းခောက်တန်ကြရတယ်ဗျဒါပေမဲ့မထကျင်သေးလို့စက်အိမ်နေတော့ကျုပ်ကိုလာနှုတ်နိုးကြတယ်မောင်ကျောင်းသားထတော့မထကျင်သေးဘူးအိတ်ချင်သေးတယ်အေးစက်တာအိတ်ဦးတေစာချိန်လုံးနဲ့တွေ့သွားမယ်ကျုပ်လဲလန်းနဲ့ကုန်းထားလိုက်ရတာပေါ့ဗျာအိတ်ရထားရတာကလည်းမိုးတော်မလင်းသေးဘူးဗျကျုပ်တို့ကျောင်းသားတွေထဲမှာကျောင်းသားအသက်ကြီးတွေရှိတယ်သူတို့ကတော့ကျုပ်တို့ကကျောင်းသားကြီးတွေလို့ခေါ်တယ်အိတ်ရထားပြီးတော့ကျောင်းသားကြီးတွေကဘသူပါလဲဆိုပြီးတော့တာဝန်ခွဲပေးတယ်ကျုပ်နဲ့တခေါကတော့ရေနွေးတယ်ကိုတာဝန်ကြတယ်ညကလည်းအိမ်ကိုလွမ်းလို့ငိုနေပြီးမအိပ်ရဘူးဆိုတော့အိတ်ချင်မှုတို့နဲ့တခေါနောက်လိုက်ခဲ့တာပေါ့ဗျာကျောင်းတောင်နာမှာစွန့်ချက်ဆောင်ရှိတယ်ဗျအဲ့ဒီမှာမီးဖို့ကြီးတွေရှိတယ်ကျောင်းသားကြီးတွေကမီးမွေးပြီးတော့ကျုံနဲ့တခေါကရင်နွေးကြရအိုအကြီးကြီးကိုနှစ်ယောက်သားမနိုင်မနှင်းသိရင်နဲ့မီးဖို့ပေါ်တင်ရတာပေါ့ဗျာကျောင်းသားကြီးတွေထွက်သွားတော့စွန့်ချက်ဆောင်နဲ့ကျုပ်တို့နှစ်ယောက်တည်းကြမ်းခဲ့တယ်ဗျကျုပ်တို့တာဝန်ကရင်နွေးအိုးဆူလာတာကိုစောင့်ကြည့်ဖို့နဲ့ထမင်းမပြတ်ထိုးဖို့ပါပဲရင်နွေးအိုးဆူလာရင်ကျောင်းသားကြီးတွေရောက်လာပြီးရင်နွေးထဲမှာပေါ့ဗျာထင်းချောင်းတစ်ချောင်းကင်ပြီးမြေကြီးမှာဟိုချစ်ဒီချစ်လုံနေတဲ့တခေါကိုကျုပ်ကမေးကြည့်တာပေါ့တခေါဒါနဲ့မင်းရောစုံးတွေကဝေတွေနိုင်တဲ့ပညာတွေသင်ပြီးပြီလားတခေါကကျုပ်ကိုကြောင်ပြီးတော့ကြည်နေတယ်ဥပညာကတော့တရဏဂုံ3ပါးရွတ်ရင်စုံးနိုင်တယ်ပြောတာပဲဟာတရဏဂုံလောက်ကတော့ငါလည်းရတာပေါ့ဒီလောက်နဲ့စုံးနိုင်ပါမလားဒါဆိုရင်တော့ကျောင်းသားကြီးတွေမေးကြည့်ပေါ့ကျောင်းသားကြီးတွေကကိုထိန်ဆိုတဲ့ကျောင်းသားကတော့စုံးနိုင်တာလက်တွေ့ပဲကျုပ်မျက်လုံးတွေအယောင်လက်သွားတယ်ဘဲလူနိုင်တာလဲကွာမင်းတွေ့ဘူးလို့လားတွေ့ဘူးတာပေါ့ကွာလာပညာဆိုရင်မိုးပေါ်မှာအလင်းလုံးကြီးတွေမြူးတက်တာမင်းတွေ့ဘူးလားကျုပ်လဲခေါင်းခါလိုက်တယ်တခေါလဲဆက်ပြောတယ်အဲ့ဒီလိုအလင်းလုံးတွေမြူးပြီးရင်အလင်းလုံးတချို့ကဟိုကျောင်းနောက်ဘက်ကိုင်းတော်ကြီးထဲမှာနှိမ်ကြီးမြင့်ကြီးဖြစ်နေတတ်တယ်ကွာဟိုတနစ်ကကိုထိန်ကဘာမပြောညာမပြောတောင်းစုပ်ကြီးတစ်လုံးယူပြီးတော့အဲ့ဒီလုံးကြီးကိုတောင်းနဲ့အုပ်ဖမ်းတာကွာဖမ်းတော့ဘာထူးတယ်လဲဘာထူးရမှာလဲအလုံးကြီးကလူအတန်းနဲ့ထွက်អော်ပြီးတော့ဂိုင်းတော်တဲ့ပတ်ပြေးတာပေါ့နောက်တော့ဟိုးအမြင့်ကိုတက်ပြီးပြေးသွားတာပဲဟာကွာဒါကစုံးကိုနိုင်တာမှမဟုတ်တာဟာစုံးကတော့អော်ပြီးတော့ပြေးရတယ်ဆိုတော့စုံးကိုနိုင်တာပဲမဟုတ်လားဒီအချိန်မှာပဲကျုပ်တို့တည်ထားတဲ့ရင်နွေးခရအိုးကြီးကရေနှင်းငွေတွေထွက်လာပြီးတရှဲရှဲနဲ့ဆူနေလို့ကျောင်းသားကြီးတွေကိုပြေးခေါ်ရရောဗျာဆရာတော်တွေအာယုံစွန်းစားပြီးတော့ကျောင်းသားဖြစ်တဲ့ကျုပ်တို့တွေစားတော့ရတယ်ဗျစားတဲ့အခါလဲဇွန်းနံခွက်တံမထွက်ရဘူးမဖိတ်မစင်ရအောင်စားရတယ်စားပြီးတော့မနေ့8 နာရီလောက်ရောက်တော့ကျုပ်တို့ကျောင်းသားတွေမှန်ကူကျောင်းအောက်ဘက်မှာစုဝေးရတယ်ကျုပ်တို့အရှိမစေးအနက်တုတ်ထားတဲ့6 လက်မလောက်ရှိတဲ့ပြင်းများကြီး5 ချက်ကိုစုတွဲပြီးတော့တင်မုံကြီးလှုပ်ထားတာပေါ့နောက်တော့ဆရာတော်တစ်ပါးရောက်လာတယ်ဘိုက်ဘူးကကျုပ်ကိုလက်တို့ပြီးအဲ့ဒါတို့ကိုစာတင်ပေးတဲ့ဦးစင်ဥပညာဆိုတာပဲဦးစင်ရုပ်ရည်ကကြီးကြီးလင်းလင်းပါပဲအသားကတော့ခက်ဖြူဗျတင်ငန်းယုံထားတာအချိုးကျတေးတက်လွန်းလို့ကြည်ကောင်းတဗျ
လက်ထဲမှာလဲပရပိုက်တစ်ထုပ်ပိုက်လာသေးတယ်။ကျောင်းသားတွေမနဲ့တိုင်းရွရတာကတော့ဘီးတရတွေနဲ့ဒရာအခြေခံရွရတယ်။ကျုပ်ကဘာမှမသိသေးတော့ဘာမှမရွတ်ဘူးပေါ့။ဥပညာကကျောင်းသားတွေကိုသူ့အသက်အရွယ်လိုက်တစ်မျိုးစီတင်မိတယ်ဗျ။အခြေခံဘီးတရမတက်သေးတဲ့ကျုပ်ကတော့ဟိုးအစာတင်မုံကြီးဖတ်စာကနေစပြီးတော့တင်ရတာပေါ့ဗျာ။ကျုပ်နဲ့တွဲဖက်ကျောင်းသားတွေကကျုပ်ထက်တက်တာဆိုတော့သူတို့ကကျုပ်ကိုဆရာလုပ်ကြတာပေါ့နေ့လယ်လောက်ရောက်တော့ကျုပ်လည်းကျောင်းပေါ်ကိုတက်လာခဲ့တာပေါ့အဲ့ဒီမှာကျောင်းနိုင်ဆရာတော်ကကြောက်တင်မုံတစ်ချက်နဲ့ဘေးတင်တွက်နေလေရဲ့ဗျာရေးကဆရာတော်တွေကတရားစာတွေအပြင်ဘေးတင်ကျန်းစေးကျန်းဓာတ်ကျန်းတွေလည်းပိုင်ပိုင်နိုင်နိုင်တက်တယ်မဟုတ်လားကျုပ်အနားရောက်သွားတော့ဆရာတော်ကကျုပ်ကိုတစ်ချက်ကြည့်ရင်မောင်အောင်ရှိန်မဟုတ်လားမင်းကိုမောင်အောင်လို့ခေါ်ခြင်းပေမဲ့မောင်ရှိန်ဆိုတဲ့နာမည်ကမင်းနဲ့ပို့လိုက်တကွဒါကြောင့်မင်းကငါမောင်ရှိန်လို့ပဲခေါ်မယ်တင်းပါဗျာအခုဘာလာပြောပြန်လာတယ်တင်းပါတပည့်တော်အခုသင်နေတဲ့ဘီးဆိုတဲ့စာတွေကစုံးတွေကဝေတွေကိုနိုင်လို့လားဖေ။ဆရာတော်ကကြုတ်ကိုကြည့်တယ်။အောင်မယ်စာတလုံးဖရားတစုတဲ့မောင်ရှင်ရဲ့ဒီစာတွေတတ်တော်မှမင်းကျမ်းတဲ့ပညာသင်နိုင်မှာပေါ့။စာလုံးတစ်လုံးစီမှာသူ့တကူသူ့အစွမ်းနေရှိပြီးသား။လေးလုံးအင်းဆိုတာအဲ့ဒီဘီးလေးလုံးနဲ့ဆွဲရတဲ့အင်းกว่าသိပ်စွမ်းတာပေါ့။တင်ပါဒီချိန်ကျောင်းမော်ကိုဥယေဝတတက်လာတယ်ဗျ။ဥယေဝတရဲ့အနောက်မှာလူတစ်ယောက်ပါလာတယ်။အဲ့ဒီလူရဲ့အသက်ကတော့ခက်ငယ်ငယ်ပဲဗျ။ဒီလူကကျောင်းနိုင်ဆရာတော်ကိုဥချပြီးတော့ဆရာတော်ကမေးတော့တယ်။မောင်မင်းဘယ်ကလှည့်လာတာတော့။တင်ပါတပည့်တော်ကဝိစာဒရဂန္နာရီပညာကိုလေ့လာလိုက်စားနေတဲ့သူတူပါဗျာ။တပည့်တော်ရဲ့ထွက်ရမြန်းမဲ့လုပ်ငန်းစဉ်မှာအရှင်ဘုရားရဲ့ကျောင်းနိုင်နေပြီကတပည့်တော်ရဲ့အောင်မြင်နေရဖြစ်နေကြောင်းပါ။ဆရာတော်ကမျက်မှောင်ကျုံလိုက်ရင်ဒီတော့မောင်မင်းကဘာလုပ်ချင်လို့လဲတခြားမတောင်းဆိုပါဗျာအရှင်ဘုရားရဲ့ကျောင်းတိုင်အနောက်ဘက်နေရာကလေးမှာတပည့်တော်အတွက်မြေနေရာစီစဉ်ပေးပါဗျာမောင်မင်းတို့ကဖယားဟောတရားကျမ်းဂန်နေနဲ့ဖောက်လွဲဖောက်ပြန်နေသလားနောက်ပြီးတော့တို့ရဟန်းတော်တွေကျင့်သုံးရမယ်229တွဲတော့တိတ်ခါပုတ်တွေနဲ့စန့်ကျင်နေသလားမှန်ပါမဆန့်ကျင်ကြောင်းပါကောင်းပြီမဆန့်ကျင်ဘူးဆိုရင်တော့မောင်မင်းကငါကူညီနိုင်ပါတယ်တို့เจ้าမှာလဲမြေနေရာတွေပေါ်တော့ကိစ္စတော့မရှိပါဘူးမောင်မင်းရဲ့လုပ်ငန်းတာတရားတဘောနဲ့မဆန့်ကျင်ပါစေနဲ့တင်ပါကဲရေဝတာဒီတငယ်အတွက်เจ้าတိုင်အနောက်ဘက်ကိုင်းတော်အနီးမှာမြေနေရာစီစဉ်ပေးလိုက်ပါကွယ်နေခင်းထိုင်ခင်းကတော့ငါတို့ကဦးစင်းနေမို့လို့တစ်ခေါက်ဝါခေါက်အလုံးနဲ့မတင်တော်လှပြီဘူးမောင်မင်းနာကြည့်ပြီးတော့စီစဉ်လိုက်ကွတင်ပါတပည့်တော်အကုန်လုံးဆောင်ရွက်ပါမယ်ဒါနဲ့မောင်မင်းနာမည်တင်လျှောက်စမ်းပါအောင်တင်ပါတပည့်တော်နာမည်လူနီပါဆရာတော်ကခေါင်းတက်ဆက်ဆက်ငိမ့်တော့ဦးစင်းရေဝသားနဲ့လူနီဆိုတဲ့လူနဲ့ထသွားကြတယ်သူတို့ကြောင့်အစင်းသားအရောက်မှာဆရာတော်ကတစ်ချက်ဟန့်သွားလိုက်ပြီးတဲ့နောက်ဟေးမောင်လူနီခဏရက်စမ်းတင်ပါနောက်တော့ကျုပ်ဘက်ကိုလှည့်ကြည့်ပြီးတော့မောင်ရှင်မင်းဒီเจ้าမှာနေတော့ဟောဟိုကမောင်လူနီလို့အပ်တာကိုကူညီပေးလိုက်စမ်းပါစာတင်စာအန်နာကတော့မပြတ်စင်နဲ့ကွကြားလားကျုပ်လည်းဘာမှန်းတော့မသိသေးဘူးဗျတင်ပါဖေဟာတွားမောင်လူနီနောက်လိုက်တွားကျုပ်လည်းထပြီးလိုက်လာခဲ့ရတယ်ဘုံကြီးเจ้าဝင်းထဲကိုဖြတ်ပြီးတော့ဟိုးနောက်ဆုံးကြတဲ့ကန်နီတွေကိုဖြတ်ကျော်ပြီးတော့တောင်တန်းကြီးတစ်ခုရှိတယ်ဗျအဲ့ဒီတောင်တန်းကိုဖြတ်ပြီးရင်တော့ကိုင်းတော်မြတ်တော်ကြီးကိုမျက်စိတစုံမြင်ရတယ်ကိုင်းတော်အစုံမှာတော့လူနေရွာကလေးကိုတွေ့ရတယ်ဗျကျုပ်ပါကြီးဦးစင်ရေဝတာကကိုင်းတော်အဆက်တော်တန်းတနေရာကိုလက်ညှိုးထိုးပြပြီးတော့ကဲတကားလေးဒီတော်တန်းကဘုံကြီးเจ้าပိုင်နေပဲတကားလေးကြိုက်တဲ့နေရာအဆင်ပြေတဲ့နေရာတာရွေးပါမှန်ပါတပည့်တော်ဒီနေရာကိုပဲရွေးလိုက်ပါမယ်ဖေဦးစင်ရေဝတာကခေါင်းငိမ့်ပြီးတော့ပြန်ထွက်သွားတယ်ကျုပ်တာအဲ့ဒီလူနေကြီးကိုငေးကြည့်ပြီးကြံနေခဲ့တယ်ဦးလူနေဆိုတဲ့နာမည်တိုင်းပဲသူ့သားကမဲတယ်ဆိုပေမဲ့ကျင်းနီလူနီးချင်းချင်းပြညစ်ထေထေအဖြူအောင်အင်ကြီးကိုဝတ်ထားပြီးတော့အောက်ကတော့ပစိုးကွက်ကျဲဝတ်ထားတယ်ခေါင်းမှာခေါင်းမောင်းပတ်ထားပြီးတော့လွယ်အိတ်တစ်လုံးပဲပါတယ်ကျုပ်ကထူးဆန်းတယ်ဆိုတာကဒီလိုမျိုးတောတန်းထဲမှာသူဘလို့လုပ်ပြီးနေမလဲဆိုတာကထူးဆန်းနေတာဗျဦးလူနေကကျုပ်ကိုတေချာကြည့်တယ်မင်းနာမည်ဘလို့ခေါ်တယ်လဲမောင်ကျောင်းတာ
ကျုပ်နာမည်အောင်ရှိန်ပါဘုန်းကြီးကတော့မောင်ရှိန်လို့ခေါ်ပါတယ်အေးအောင်ရှိန်ဦးလူနေကကျုပ်နာမည်ကိုတေချာရည်ရွတ်ပြီးတော့သူ့မေးစီကိုပုတ်ပြီးခေါင်းနဲ့ငိမ့်နဲ့လုံနေတယ်ရွှေညောင်မင်းကျောင်းဆရာတော်ကတကယ်ကိုအမျောအမြင်ကြည့်ပါပေတယ်ဘာကိုပြောချင်တာလဲဗျဆရာတော်ကငါ့ကိုကူညီဖို့မင်းကိုရွေးပေးလိုက်တာတခြားမဟုတ်ဘူးကွမင်းနဲ့ငါနဲ့ကရေးဆက်ရှိတယ်ဘေးနဲ့ကိန်းငန်းအရာလဲမင်းနဲ့ငါနဲ့တင့်မြတ်တယ်ဒါကြောင့်မို့ဆရာတော်အမျောအမြင်ကြီးတယ်လို့ပြောရတာပါကျုပ်လည်းခေါင်းကုပ်ရင်းနဲ့နေပါအောင်ဦးလူနေရဲ့ဒီနေရာမှာခြုံတွေပေါင်းနေတစ်ပင်တွေပဲရှိတာဦးလူနေကဘယ်လိုလုပ်ပြီးနေတယ်ဗျကျုပ်အမေကိုဦးလူနေကမဖြေဘူးဗျပြီးတော့သူ့လွယ်အိတ်ထဲကိုလက်နှိုက်လိုက်ပြီးစက်ကူတစ်ထုပ်ကိုထုတ်လိုက်တယ်ဗျပြီးတော့အဲ့ဒီစက်ကူထုပ်ကိုဖွင့်လိုက်တော့အထဲမှာနီးချင်းချင်းအမှုတ်ကလေးတွေအများကြီးပဲဦးလူနေကစေးမုံကိုလက်နဲ့တို့ထိပြီးကဲမလွတ်တာမှန်သမျှရှင်းစေကွာစေလူနီဒီမှာစတဲချမယ်ဟဲ့စေးမုံတွေကိုသူ့အရှိကိုပတ်ဖြန်းလိုက်တာနဲ့အရှိမှမြင်နေရတဲ့တစ်ပင်တွေကသူ့အလိုလိုလှုပ်လာတာပဲဗျာကျုပ်ဖြစ်အောလုံးလုံးကိုမျက်စိတောင်ကိုမယုံနိုင်ဘူးပြီးတော့တစ်ပင်တွေကဘေးကိုသူ့လိုလိုရွေ့သွားတယ်ခြုံပင်တွေပေါင်းပင်တွေဆိုတာကလည်းလမ်းလျှောက်သွားတယ်လို့ကိုရွှေ့သွားကြတာဗျာမကြပါဘူးကျုပ်တို့မျက်စိရှိမှအိမ်တလုံးစာလောက်မြေကွက်အလွတ်ကလေးဖြစ်သွားတယ်အရင်ကအဲ့ဒီနေရာမှာပေါက်နေတဲ့အပင်တွေအကုန်လုံးဘေးကိုရွှေ့သွားကြပြီးမြေကပြောင်ပြောင်ကလေးကိုဖြစ်နေတာဗျဦးလူနီကလွယ်အိတ်ထဲကိုထပ်နိုင်တယ်ဗျနောက်တော့ဒုတ်ချောင်းကလေးတွေထွက်လာတယ်သူ့လက်ဝါးထဲကဒုတ်ချောင်းကလေးတွေကိုကျုပ်ကိုပြပြီးဒါတွေကဘာတွေလဲသိလားကျုပ်တေချာကြည့်တော့ဒုတ်ချောင်းကလေးတွေကဝက်ချောင်းကလေးတွေဗျအဲ့ဒါဝက်ချောင်းကလေးတွေမဟုတ်ဘူးလားတိတ်ဟုတ်တာပေါ့ကွာဝါဆိုတာအိမ်ဆောက်ဖို့ကွပြောဆိုနဲ့အဲ့ဒီမြေကွက်အပေါ်ကိုဝက်တုတ်ကလေးတွေဖြန့်ကျဲလိုက်တာပဲဗျာဖြန့်ကျဲပြီးမကြပါဘူးမြေကြီးအောက်ကနေဝါးတွေထောင်တက်လာတယ်ဗျတက်လာတဲ့ဝါးတွေကသူ့အလိုလိုတပင်နဲ့တပင်ချီနှောင်တွေ့ရစ်ပြီးတော့အိမ်ကြီးတစ်လုံးဖြစ်သွားပါရောလားဗျာကျုပ်ဆိုရင်အောလုံးလုံးပါဇက်တောင်မပိတ်နိုင်ဘူးဦးလုံးကြီးကအိတ်ထဲကနေတရွက်ကလေးတွေနှိုက်ထုတ်လိုက်ပြန်တယ်ကဲမောင်ရှင်ဟောတာကရောဘာလဲဒါကထမ်းရွက်ဖြစ်မယ်အစ်စ်ပေါ့ထမ်းဆိုတာစနေဝါဆိုတာဗုဒ္ဓဟူစနေဗုဒ္ဓဟူအဟုတ်ထူးရမှာပေါ့ကွထမ်းရွက်အပိုင်းစာကလေးတွေကိုခုနကဝါအိမ်ပေါ်ပြစ်တင်လိုက်တာထမ်းရွက်တွေထွက်လာပြီးတော့အိမ်ခေါင်မိုးပေါ်ကိုသူ့အလိုလိုမိုးပြီးတာဖြစ်သွားရောဗျာဦးလူနေအိမ်ဆောက်တာ10မိနစ်မကြာလိုက်ဘူးအိမ်ကြီးတစ်လုံးပြီးသွားရောဗျို့ကျုပ်လဲဦးလူနေကိုအထင်ကြီးသွားတော့တာပေါ့အဲ့ဒါဘယ်လိုမော်ပညာမျိုးလဲဗျဦးလူနေကမျက်မှောင်ကျုံရင်ဘာမောမှမဟုတ်ဘူးအထက်ပညာဝိဇ္ဇာဒရပညာရပ်ပေါ့ကွာဟာဒါဆိုကျုပ်ကိုတင်မေးဗျာကျုပ်တင်ခြင်းနဲ့မောင်ရှင်ဒီပညာတွေတက်ဖို့ဆိုတာကတက်မြောက်ခြင်းုံနဲ့မရသေးဘူးကွာရှေးရခင်ကကုသိုလ်ဇက်အထောင်ဇက်ပါရမီပါဖို့လဲလိုသေးတော့ကွာတင်မေးပါဗျာဆရာကြီးကျုပ်ကိုတင်မေးပါကျုပ်လဲဦးလူနီခြေထောက်ကိုဖတ်ပြီးတောင်းပန်တော့တာပဲဦးလူနီကခေါင်းငိမ့်ရင်တင်ပေးဖို့မတင်ပေးဖို့ကတော့မင်းပေါ်မူတည်တယ်မောင်ရှင်မင်းရဲ့အရေးအချင်းအတိုင်းထွာကိုငါလေ့လာဖို့လိုသေးတယ်ငါလေ့လာပြီးတော့မင်းကိုတင်ပေးတင်တယ်လို့ယူဆရင်တင်ပေးမယ်မောင်ရှင်ဘာပဲဖြစ်ဖြစ်တင်ပေးမယ်ဆိုတော့ကျုပ်ပျော်သွားတာပေါ့ဗျာအရင်ဆုံးအရေးကြီးတာကတော့ဘယ်ပညာရဲ့တင်းတင်းနှုတ်လုံဖို့အဓိကဖြောင်းမှတ်ဖို့အဓိကပဲမောင်ရှင်ရဒီတော့ဒီမြေကိုရှင်းတာတွေအိမ်ဆောက်တာတွေအကြောင်းကိုမင်းဘယ်သူကိုမှမပြောရဘူးနှုတ်လုံရမယ်ဟုတ်ပြီလားကျုပ်လည်းခေါင်းငိမ့်လိုက်တယ်အေးတကယ်လို့ဒီအကြောင်းတွေငါတခြားသူရဲ့ပါဇက်မှာပြန်ချရင်တော့မင်းလိုနှုတ်မလုံတဲ့ကောင်ကိုငါဘယ်တော့မှပညာသင်မပေးဘူးကွဦးလူနီကပြောပြီးအိမ်မော်တက်သွားတော့ကျုပ်လည်းကျောင်းဝင်းထဲကိုပြန်ဝင်ခဲ့တာပေါ့ဗျာဦးစင်းနေနဲ့ကိုရင်တွေနေ့စွန်စားပြီးရင်တော့ကျုပ်တို့မောင်ကျောင်းသားတွေထမင်းစားတဲ့အလှဲ့ပေါ့ဗျာဦးစင်းတွေစားပြီးသားဟင်းတွေကိုကျောင်းသားကြီးတွေကရောမွေတယ်ဗျအဲ့ဒါဆိုရင်ဟင်းမောင်ဖြစ်သွားတာပေါ့ဗျာအဲ့ဒီဟင်းမောင်ကို
စံကျန်းထမင်းနဲ့စားရတာစံကျန်းထမင်းကိုတမကန်ပြားတွေထဲထည့်ခူးပြီးရင်အပေါ်ကနေဟင်းမောင်းတွေလောင်းချပေးတာပဲအဲ့ဒီဟင်းမောင်းထဲမှာကြက်သားဖက်လည်းပါတယ်ငါးဘက်ဝက်သားဖက်လည်းပါတယ်နောက်ပြီးပဲဒီပဲပြုတ်ခဝဲဖက်ယုံအသီးနှံတွေလည်းအစုံပါတာပေါ့ဗျာကျောင်းသားဖက်ဟင်းမောင်းထဲပါတဲ့လူတွေကတော့ကန်ထူးတူတွေပေါ့ဦးစင်းတွေစားတော့ပြီးတော့ကျောင်းသားတွေဟင်းခွက်တဲ့သိန်းနေတော့ဆရာတော်ကဦးရေဝတကိုမိတ်နေရေဝတရေမနက်ကမောင်လူနီစားရေးတောက်ရေးမှာအဆင်ပြေရသလားပဲအဲ့ဒါသူ့အတွက်ထမင်းဟင်းနဲ့လောက်တွားပို့ပေးလိုက်စမ်းပါကျုပ်ဘာကြီးဖုန်းကြီးကထမင်းနဲ့ဟင်းကိုခတ်ပြီးတော့ကျုပ်ကိုတဲခိုင်းပြီးကျောင်းအနောက်ကိုဝင်လာခဲ့တာပေါ့ကျောင်းနောက်ဘက်တောတန်းနဲ့ရောက်တော့ဝါးတဲကိုမြင်လိုက်တဲ့အခါဘာကြီးဖုန်းကြီးတယောက်တော်တော်ကိုအံ့ဩသွားတော့တယ်ဟမ်မနက်ကတင်ဒီနေရာမှာတော့ကြည့်ပါအခုဘလို့လုပ်ပြီးတော့အိမ်ကြီးဖြစ်သွားတာတော့ဦးလူနေကအိမ်ရှိမှထိုင်နေတယ်ဗျတကားလေးစားဖို့တောက်ဖို့အတွက်ထမင်းဟင်းနေလာပို့ပေးတာပါဒီမတပိတော်စားပြီးပါပြီဖယားအလိုဒါနဲ့တကားလေးနေချင်းညချင်းဒီလောက်မြန်မြန်ဘလို့များအိမ်ဆောက်လိုက်တာလဲဒါတော့တပိတော်မပြောပြရစီနဲ့ဖယားဦးစင်းရေဝတားကလည်းဆက်မမေးတော့ဘူးဒါနဲ့ကျုပ်နဲ့ဦးစင်းလဲကျောင်းထဲကိုပြန်ခဲ့တာပေါ့လမ်းလဲရောက်တော့မောင်ရှိန်မင်းတခုခုတော့တိထားပုံပဲမင်းမနက်ကသူနဲ့အတူတူရှိနေတယ်ဆိုတော့သူ့အိမ်ဘလို့ဆောက်တယ်ဆိုတာကိုမင်းသိမှာပေါ့ကျုပ်လည်းမသိဘူးလို့ပြောလိုက်ရင်လိန်လို့ဖြစ်သွားမယ်လေဗျာလိန်လိုက်ရင်ငါးပါးတီလာတဲ့ကတပားကျိုးပြီမဟုတ်လားဒါနဲ့တင်ပါသိပါတယ်ဖယားသိရင်ပြောစမ်းသူဘလို့ဆောက်လိုက်တယ်လဲဒါတော့မပြောပြရစီနဲ့ဦးရေဝတာကကျုပ်ကိုလှည့်ကြည့်ပြီးတော့မောင်ရှင်ငါသိကျင်တယ်ငါ့ကိုမကွယ်မဝတ်စမ်းပါနဲ့သူဘလို့စောက်တယ်ဆိုတာပြောစမ်းပါတပည့်တော်မပြောပြရစီနဲ့ကျုပ်3-4ခေါက်လောက်ညင်းတော့ဦးစင်းကစိတ်တူသွားပုံရတယ်ဗျဒါနဲ့ဘာမှမပြောဘဲကျောင်းဝင်းနဲ့ပြန်လာခဲ့ကြတာပေါ့စားတောက်ပြီးစီတော့ဦးရေဝတာကကျုပ်ကိုခေါ်ပြောတယ်ဒီကိစ္စအရေးကြီးတယ်မောင်ရှင်သူဘလို့စောက်တယ်ဆိုတာသိရမှာဖြစ်မှာပြောစမ်းပါပြောရင်ဇီးထညက်ခဲကျွေးမယ်ဇီးထညက်ဆိုတော့ကျုပ်လည်းစားကျင်တာပေါ့ဗျာဒါပေမဲ့ဦးလူနီပြောထားတဲ့ဇာကားကလည်းရှိသေးတယ်မဟုတ်လားကျုပ်နှုတ်မလုံးရင်ဘာပညာမှတင်မပေးဘူးတဲ့ဒါနဲ့ကျုပ်လည်းညင်ရတာပေါ့ဒီကိစ္စကကျောင်းတိုက်ထဲမှာဟိုးလေးတကြော်ကြော်ဖြစ်သွားတယ်ဗျတခြားဦးစင်းတွေနဲ့ကျောင်းသားတွေတောင်ကျောင်းနောက်ဘက်ကိုတွားကြည့်ကြတယ်လူတိုင်းကတော့တမနက်ထဲတင်ဒီလိုတဲအိမ်ဆောက်လိုက်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောကြဆိုကြတာပေါ့ဗျာဒီအဖြစ်ကိုတိလိုက်တာလဲကျုပ်တယောက်တည်းရှိတာဆိုတော့ကျုပ်ကိုတကြောင်လုံးကကိုရင်နေဦးတူတော်တွေနဲ့ကျောင်းသားတွေကဝိုင်းမေးကြတာပေါ့မောင်ရှင်ကပြောစမ်းပါဟုတ်တယ်ဘယ်လိုဆောက်လိုက်တယ်လဲဆိုတာပြောစမ်းပါကွမပြောပြရစီနဲ့ဗျာကျုပ်မပြောပြရစီနဲ့လှုပ်စမ်းပါကွမင်းအကျဲကြီးမပြောချင်ရင်တိုးတိုးကလေးပြောပြဒါဆိုရင်အဲ့ဒီဦးလူနေလဲကြားမှာမဟုတ်ဘူးလေတိုးတိုးလေးလဲမပြောပြရစီနဲ့ကျဲကျဲလဲမပြောပြရစီနဲ့ကျောင်းသားကြီးတယောက်ကကြောက်တင်မုံနဲ့ကန့်ကူဆန်ယူလာတယ်မင်းမပြောချင်ဘူးဆိုရင်ဟောဒီကြောက်တင်မုံမှာရေးပြကွာဒါဆိုပြောတာပဲဟုတ်ပါမလဲတခြားကျောင်းသားတွေကဝိုင်းអော်ကြတယ်ကိုထိန်နဲ့အခုမှဝါလုံးတော်ဝိုင်းအောင်မရေးတတ်တဲ့သူကိုစာရေးပြခိုင်းလို့ရမလားနောက်ဆုံးတော့ကျောင်းသားတွေအကုန်လုံးကျုပ်ကိုဒေါသထွက်လာကြတယ်ကျောင်းသားကြီးတွေကကိုထိန်ကကျုပ်လေကုတ်ကိုဖမ်းကင်ပြီးတော့မောင်ရှင်မင်းပြောမလားမပြောဘူးလားမင်းမပြောရင်မင်းကငါထုမှာနော်မပြောဘူးကျုပ်ကိုဝိုင်းထုကြရောဗျာကျုပ်လဲနာနာနဲ့အတန်ကုန်ဟစ်ပြီးတော့អော်တော့တာပေါ့ဒါနဲ့ဦးတေစာနဲ့ဦးရေဝရတို့ပြေးစင်လာကြတယ်ဟေးမောင်ထိန်တော်တော့ဦးတေစာကိုမြင်တော့မှကျောင်းသားတွေအကုန်လုံးရှဲသွားကြတယ်ဗျာကျုပ်လဲဖူးယောင်နေပြီဗျာကျောင်းသား30လောက်ကတယောက်တစ်ချက်ဝိုင်းလောက်ကြတာကိုမောင်ထိန်မင်းကငါဘာပြောထားလဲကျောင်းသားအချင်းချင်းခိုက်ရံမဖြစ်စေရဘူးလို့မှားမထားဘူးလားကိုထိန်ကလက်အုပ်ချပြီးတင်ပါဗျာတပည့်တော်တို့မှားသွားပါတယ်ဘဲကဘလို့စဖြစ်တာလဲမှန်မှန်ပြောကျောင်းဝင်းနောက်မှာအင်္ဂလိပ်တစ်လုံးဖြစ်သွားတာကိုမောင်ရှင်ကမျက်မြင်တွေ့လိုက်တယ်တဲ့ဖေဟာတပည့်တော်တို့တိချင်လို့ဝိုင်းမိတာကိုသူကမဖြေပဲ
အထာကိုင်နေတာနဲ့တပည့်တော်တို့လည်းစိတ်မထိန်နိုင်ပဲထိုးနှက်မိလိုက်တာပါမောင်ရှိန်မင်းမြင်လိုက်တာတကယ်ပဲလားကျုပ်လည်းလက်အုပ်အမြန်ချီပြီးမှန်ပါတကယ်မြင်လိုက်ပါတယ်ဒါဆိုရင်လူနီးဆိုတဲ့အဲ့ဒီတကအိမ်ကိုဘလို့စောက်တယ်ဆိုတာပြောပြစမ်းမင်းတကယ်မြင်ရင်အမှန်ပြောရရမှာပေါ့တပည့်တော်မြင်လိုက်တာပါဒါပေမဲ့ဘလို့စောက်လိုက်တယ်လဲဆိုတာတော့မပြောပြရစေနဲ့ဦးစင်းရေဝဒကကျုပ်အနားကိုကတ်လာပြီးတော့ဒီမယ်ငါတူငါပြောမယ်ဒီကိစ္စကအရေးကြီးတယ်ကွတို့ကျောင်းထိုင်ဆရာတော်ကြီးကိုပြန်လျှောက်တင်ရမှာမို့လို့ဘယ်လိုဖြစ်တယ်ဆိုတာတော့ပြောပြစမ်းပါကျုပ်ကခေါင်းမဲ့ခါနေမိတယ်ဟေးအားလုံးရလိုက်ကြကျောင်းထိုင်ဆရာတော်ကြီးအတန်ကိုကြားလိုက်ရတယ်ဆရာတော်ကြီးကကျုပ်စီကိုလျှောက်လာတယ်ကဲမောင်ရှင်မင်းကိုငါကိုယ်တိုင်မင်းမယ်ဟိုတကလူနီသူ့ရဲ့သဲအိမ်ကိုဘလို့စောက်လိုက်တယ်လဲဟဲ့ဆရာတော်ကြီးအတန်ကမှာပြီးတော့ခတ်ထန်နေတယ်ကျုပ်လည်းဘာလို့ရမှန်းကိုမသိတာနဲ့ဒူးထောက်ထိုင်ချလိုက်တယ်တင်ပါအရှင်ဘုရားတို့အပြစ်ပေးရင်လည်းခံရပါမယ်တပည့်တော်ပြောလို့မရပါဖရာဆရာတော်ရဲ့မျက်နှာကခတ်ထန်သွားရမယ်အစားပြုံးလာတယ်ဗျပြီးတော့ကျုပ်ကိုဆွဲထူပြီးတော့ဖုန်တွေခါပေးတယ်မောင်ရှင်ယောက်ျားကောင်းယောက်ျားမြတ်တွေဆိုတာနှုတ်ကိုစောင့်စည်းရတယ်ကွဘုန်းကြီးမောင်ရှင်ကိုဒေါရမထွက်ပါဘူးကွဆရာတော်ကြီးကကျန်တဲ့ဦးစင်းတွေចောင်းသားတွေကိုကြည့်ပြီးတော့မောင်ရှင်ကဒီကိစ္စကိုအစအဆုံးသိတယ်ဆိုပေမဲ့ဂတိတစ်ခုအကြောင်းတစ်ခုကြောင့်စောင့်စည်းနေတာပဲကွမင်းတို့ဒါလေးတောင်မသိကြဘူးလားရှေးလျှောက်ငါ့ရဲ့ចောင်းထဲမှာဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်သူမှအစမဖော်ရဘူးဘယ်သူမှလည်းမောင်ရှင်ကိုဒီအကြောင်းမမြင်မြင်ရဘူးအားလုံးကြားရဲ့လားတင်ပါဗျာအားလုံးကတစုတစည်းတည်းဖြေတယ်ဆရာတော်ကကျုပ်ကိုချီးမွမ်းပြီးတော့ကျောင်းပေါ်ကိုပြန်တက်တော့တာပေါ့အားလုံးကလည်းဒီအကြောင်းကိုသိချင်နေကြပေမဲ့ဆရာတော်ရဲ့အမိန့်မို့လို့ဘယ်သူမှမမေးတော့ဘူးပေါ့ဗျာညနေရောက်တော့မောင်ကျောင်းသားတွေရေခတ်ဆင်းရတယ်ကျောင်းမှာလိုအပ်တဲ့ရေအတွက်အနားကရေကန်ကနေရေတွေခတ်ရတာပေါ့ဒီလိုခတ်နေတော့ဦးလူနီနဲ့ကျောင်းထိုင်ဆရာတော်နဲ့ကဘုန်းကြီးကျောင်းအဝမှာမတ်တက်ရက်နေပြီးစကားပြောနေကြတယ်ပြီးတော့ကျုပ်ကိုကြည့်ပြီးလက်တွတ်နဲ့ပြောဆိုနေကြတာပဲဗျာနောက်တစ်ခေါက်ရေးလာထဲတော့ကျောင်းနိုင်ဆရာတော်မရှိတော့ဘူးဗျဦးလူနီပဲရှိတော့တယ်ဦးလူနီကကျုပ်ကိုသူ့အနာခေါ်ပြီးမောင်ရှင်မင်းတော်ပါပေတယ်မင်းကခလေးဖြစ်ပေမဲ့သူများတွေထံနှုတ်ကိုစောင့်စည်းနိုင်ခဲ့တယ်ဒါဆိုကျုပ်ကိုပညာတွေသင်ပေးတော့မယ်ပေါ့ဦးလူနီကခေါင်းခါလိုက်ပြီးတော့နှုတ်လုံတာတခုတည်းနဲ့တော့မင်းကိုပညာသင်ပေးဖို့ဘယ်ဆုံးဖြတ်လို့ရမလဲကွမင်းကိုငါထပ်ပြီးတော့စမ်းတက်ရအောင်ပါပဲဘာတွေစမ်းတက်မှာလဲဆရာကြီးဦးလူနီကကျုပ်ကိုပြုံးကြည့်ရင်မင်းသိလာမှာပေါ့ကွာကျုပ်လည်းခေါင်းငိမ့်ပြီးကျောင်းဝင်းအပြင်ကိုပြေးထွက်လိုက်တယ်ကျောင်းသားကြီးတွေပြောစကားအရာကျောင်းသားတစ်ယောက်ကရေ3ခေါက်ခတ်ရတယ်တဲ့ဗျာကျောင်းဝင်းအပြင်ရောက်တော့ညနေစီးစာရောက်နေပြီးခေါင်းငိမ့်ကြီးကနေရဲပြီးတော့လှနေလိုက်တာဗျာကျုပ်ဖြစ်ရွာကိုယ်တော်တတိယသွားမိသေးတယ်ဒါပေမဲ့ရေခတ်အခေါက်မပြည့်သေးရင်ဦးတေစာချိန်လုံးစာမိမယ်ဆိုလို့ရေကန်စီကိုအပြေးလှမ်းလာခဲ့တာပေါ့ဗျာနားစင်မေးတဲ့တယောက်ချင်းစီတိုင်းရှင်လန်းချမ်းမြေ့ကြပါစေရှင်ညီမကတော့တင်ဆက်တူအနမ်းပဲဖြစ်ပါတယ်